ကလာကိုနောက်ဖွေးလမ်းကြားတွေကဗီဒီယို footage လေးရနိုင်မလားတဲ့ဒါနေကင်းကကျွန်တော်တို့မင်္ဂလာတောင်ညွန့်မြို့နယ်မိလောင်မှုတွေကသူကျွန်တော်တို့နောက်ဖွေးအိမ်ရဲ့နောက်ဖွေးဘက်ကနေကျွန်တော်တို့ဝင်ပြီးတော့အပေါက်ရှာပြီးတော့ green ပေါက်တွေကိုတာစကားတွေကာထားတဲ့ဟာတွေကိုဖြတ်ပြီးတော့အဲ့ကနေအပေါက်ကနေပြီးတော့မင်းချင်းတက်ကြီးလုတ်ခဲ့တဲ့မှတ်တမ်းဗီဒီယိုလေးကိုသူတောင်းတာနေလိမ့်မယ်ဒီညီလေးတဲ့မိသက်ကပဲအခုမှလေအဲ့ကောင်ကရိုက်ထားတာကွာဒီ GoPro ကဘာဖြစ်နေလဲဆိုတော့အခုမှ battery 2လုံးရှိတာ2လုံးလုံးကလေဘိုက်ပူလေးဖြစ်နေတာအဲ့ဒါအဲ့ battery error တက်ပြီးတော့ကွာရိုက်လို့မရတော့ဘူးဖြစ်နေအဲ့အချိန်မှာ record မဖမ်းထားလိုက်ဘူးအဲ့နောက်ဖွေးလမ်းကြားဗီဒီယိုတွေ18မိနစ်သာလောက်ရှိတယ် record မဖမ်းထားလိုက်ဘူး battery တွေ error တက်ပြီးတော့အဲ့တော့အဲ့ဗီဒီယိုလေးမရလိုက်ဘူးညီလေးနော် sorry ပါညီလေးအခုကလည်းဒီ GoPro ကလည်းဝယ်ထားတာကွာဒီ2ဆင့်လောက်ပြန်ဝယ်ထားတော့ဒီ battery ကလည်းဒီမှာငပူရင်းဖြစ်နေဖောင်းလေးတွေဖြစ်သွားတော့အဲ့ဒီကောင်လေးရဲ့ error လည်းအဲ့လိုရှိရကွာသူ battery cells percent နဲ့ပြည့်မှကောင်းကောင်းလှုပ်လို့တာအခုနည်းနည်းချောင်းချောင်းလေးဖြစ်လို့ရှိရင်တော့ battery ပြန်ဝယ်ပြီးတော့နောက်ပိုင်းတွေကောင်းကောင်းမွန်မွန်လေးပို့လှုပ်ပြီးပါမယ်နော်အဲ့နောက်ဖွေးလမ်းကြားမှာဆိုလို့ရှိရင်လည်းကျွန်တော်ကဆက်ရောက်ချင်းကားဝယ်စင်းအဲ့နောက်ဖွေးလမ်းကြားဘက်ကနေဝင်ပြီးတော့ကျွန်တော်တို့အဲ့လမ်းကြားတွေကနေဝင်ပြီးတော့အဲ့မီးလောင်နေတဲ့အိမ်ရဲ့နောက်ဖွေးဘက်ကိုဖောက်ပြီးတော့အထက်ကိုရေဝင်ပတ်ဖို့မီးညှိ့ဖို့ဒါပေမဲ့အဲ့မှာတန်စကားတွေကပြ2ထပ်လောက်ကို2ထပ်3ထပ်တချို့နေရာတွေဆိုပတ်လေကာထားတာဘလို့ကဝင်လို့တော်တော်ခက်နေအဲ့နဲ့ကျွန်တော်ကတ်တာသွားပြန်ယူလာကျွန်တော်ကားရဲ့နေကတ်တာကြီးသွားယူလာပြီးတော့ဂိုးကတ်တာနဲ့ကျွန်တော်နဲ့အဲ့ညီလေးနေတယ်မသိဘူး2ယောက်အဲ့ကတ်တာကိုအောက်ကိုနေရန်ကိုဇောင်းတစ်ချက်တင်ပြီးသူနဲ့ကျွန်တော်2ယောက်ဖြတ်ကြတာဖြတ်ပြီးတော့အဲ့ green box တွေကိုဖွင့်ပြီးတော့အဲ့ထဲကနေတွန်းထုတ်ပြီးရေပိုက်ဝင်လို့ရအောင်ဝင်ပြီးတော့အဲ့နောက်ပိုင်းနောက်ဖက်ချမ်းကိုအဲ့လိုနီးနေကျွန်တော်တို့ညှိနေတာသူတို့နော်ကျွန်တော်တို့ကတော့အဲ့ green box ဖွင့်ပေးတာအဲ့မှတ်တမ်းလေးမရလိုက်ဘူးညီလေး sorry နော်ညီလေးနောက်ပိုင်းကိုပူကြိုးစားပြီးလုပ်ပေးပါမယ်နော်ညီလေး